အခုကတော့မိသားစုနဲ့အတူနေဆောင်သွားနေရဖြစ်ပါတယ်ရှင် The Bailey Resort မှာတည်ခဲ့ရဖြစ်ပါတယ်ရှင်ပင်လယ်ကိုတစ်ဆက်တည်းလှမ်းမြင်နေရတဲ့ဟိုတယ်ရဲ့ရေကူးကန်လေးပဲဖြစ်ပါတယ်ရှင်အခုတက်ရမယ့်အခန်းလေးကိုသွားနေရဖြစ်ပါတယ်ဒုတိယတက်အခန်းလေးပါ Executive Sea View ခန်းလေးဖြစ်ပါတယ်ရှင်ဟိုတယ်ခန်းလေးကကျယ်ဝန်းပြီးတက်တောင့်တက်တာရှိပါတယ်သုံးထားတဲ့ furniture နဲ့ accessory ပစ္စည်းလေးတွေကအစအရမ်းမိုက်ပါတယ်ခေါင်းရင်းမှာချိတ်ထားတဲ့ပကြီကားလေးအဲ့ဒါလေးလည်းကြိုက်ပါတယ်ပြီးတော့ဒီမှာသုံးထားတဲ့အယောင် grey color လေးကလည်းကိုရီအကြိုက်ပါသူကအခန်းတိုင်းမှာ runner ပါပါတယ်ဒီတကားမယူဖွင့်လိုက်တာနဲ့ runner သေးလေးတစ်ခုပါပြီးတော့အဲ့ကနေပင်လယ်ကိုလှမ်းမြင်နေရတာဖြစ်ပါတယ်ဒီဟိုတယ်အားသာချက်ကတော့ခန်းတိုင်းကစီးပြူးလေးဖြစ်နေတာပါရှင်ရေကူးကန်ကလည်းကျယ်ဝန်းပြီးတော့ရေကူးကန်မှာရေကူးနေနေပင်လယ်ကိုတစ်ဆက်တည်းမြင်ရတယ်။အဲ့ရလေးကလည်းတော်တော်လှပါတယ်ရှင်။ဒါတော့ breakfast စားဖို့သွားနေရဖြစ်ပါတယ်ရှင်။ breakfast ကတော့မြန်မာအချိုဝဲမုန့်တွေလည်းအစုံရှိရဲ့အကြွေးပလာတာအစားပေါ့နော်။ဝင်းကားကတော့သွားရရက်တွေနှစ်ရက်စလုံးတွေ့ပါတယ်စားရပါတယ်။နောက်ပြီးတော့ထမင်းကြော်ရပါတယ်။ထမင်းကြော်နဲ့တွေ့စားမယ်အသားဟင်းငါ6ထောင်းကြော်အကုန်လုံးပါပါတယ်။နောက်ပြီးတော့ကွတ်တီကိုပထမတစ်ရက်ကတော့ကွတ်တီကိုနဲ့အရေးအတုပ်ရတယ်ဒုတိယတက်ကတော့နန်းကြီးတော့အဲ့ဒါတော့ပြောင်းလဲလေးရှိပါတယ်ပြီးတော့ပါမုတ်ထောပတ်အစုံပါပဲရှင် breakfast ကတော့တော်တော်လေးကိုစုံစုံနေနေစားခဲ့ပါတယ်ညပိုင်းမှာငွေဆောင်မှာရှိရဲ့နိုင်မာကန်နဲ့ Rizoba Beach Bar လေးကိုသွားခဲ့ပါတယ်ဆူစီလေးပါတယ်ပျော်စရာလည်းကောင်းတယ်ရင်ခုန်စရာလည်းကောင်းပါတယ်
အောင်နေချခံလဲအပြုတ်မပြတ်ပဲပျော်နေသေးပါပဲရှင်ဒါကတော့ကမ်းခြေမှာလမ်းလျှောက်နေကြတဲ့အဖွဲပါရှင်ဒါကတော့ကမ်းခြေမှာလေ့ကျင့်ခန်းလုပ်ပြီးတော့လုံးနဲ့ပြေးနေတဲ့တယောက်ပေါ့ရှင်ရက်ကလပ်ကိုလည်းသွားလိုက်ခဲ့ပါသေးရဲ့ရှင်ဓာတ်ပုံရိုက်ဖို့နေရာလေးအတော်ဆုံးတဲ့အတွက်အဲ့ဒီနေရာလေးကိုသွားလည်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုဒီနေရာကနေကျေးဇူးတင်ရှိပါတယ်ရှင်